ဟုတ်ကဲ့ကျွန်တော်တကယ်ညမစင်များအားလုံးမင်္ဂလာပါနော်ကျွန်တော်ပြင်ရေး channel လေးကနေတန်လဲကြိုဆိုလိုက်ပါရနော်ဒီနေ့ကျွန်တော်လာပြီးမျှဝေတင်ပေးသွားမယ်ကြောင်းရလျာတော့နော်ကိုယ့်ရဲ့ phone ရဲ့အတန်ကိုတိုးနေတယ်ဆိုရင်ကိုက phone ရဲ့အတန်ကိုကျယ်လာအောင်ဘယ်လိုမျိုးသွားပြီးလုပ်ပြရမလဲဆိုရင်တော့ကျွန်တော်ဒီနေ့လာပြီးအချက်နဲ့ချက်လာပြီးမျှဝေတင်ပေးသွားမှာဖြစ်ပါရနော်ပထမဆုံးကိုယ့်ရဲ့ setting လေးကိုတစ်ချက်လာပြီးနှုတ်ဝင်ပေးလိုက်နော်ကိုယ့် phone ထဲမှာပါလာတဲ့အဲဒီ setting လေးကိုတစ်ချက်လာပြီးနှုတ်ဝင်ပေးလိုက်နောက်နောက်လာလို့ပြီးဆိုရင်ကိုပြစာပေးရမှာတော့ဒီမှာစီးနေတဲ့အဲ့ဒီနေရာမှာเนาะကျွန်တော်ပြလာတဲ့အဲ့ဒီစာလေးတစ်ကြောင်ကိုတစ်ချက်လာပြီးနှုတ်ဝင်ပေးလိုက်နောက်နိုင်လို့ပြီးဆိုရင်တော့ဒီနေရာမှာစီးနေတဲ့အဲ့ဒီအတန်တွေကိုအကလုံးသွားပြီးချက်ပေးလိုက်ပါနော်နောက်ဒီလိုမျိုးလာပြီးအကလုံးချက်လိုက်မယ်ဆိုရင်တော့ဖိုးရတန်ကိုချက်သွားမှာဖြစ်ပါတယ်ပြီးအောက်မှာစီးတဲ့အဲ့ဒီစာလေးတစ်ကြောင်ကိုတစ်ချက်လာပြီးနှုတ်ဝင်ပေးလိုက်နိုင်လို့ပြီးဆိုရင်ပေါ်မှာစီးနေတဲ့အဲ့ဒီခလုတ်ကိုဒီလိုမျိုးဖွင့်ထားခဲ့မယ်ဆိုရင်တော့ကိုယ့်ရဲ့ဖိုးရတန်ကိုเนาะလောကကြားသွားမှာမဟုတ်ပါဘူးနော်ဆိုရင်တော့ကိုကတချင်းဖွင့်တာနဲ့ကိုရဲ့ဖုန်းကိုကိုရဲ့ဖုန်းမှာလာရင်လည်းအဲ့ဒီအတန်တွေကိုဖွင့်သွားမှာမဟုတ်ပါဘူးနော်ဆိုရင်တော့ဒီလိုမျိုးလာပြီးပိတ်ပေးလိုက်နော်ဒီလိုမျိုးလာပြီးပိတ်ပေးလိုက်မယ်ဆိုရင်တော့အဲ့ဒါရောက်သွားပါပြီနော်ဆိုရင်တော့ကိုရဲ့ဒီချက်တွေကိုလာပြီးအကလုံးဖွင့်လိုက်မယ်ဆိုရင်ကိုကအကွဲဖွဲအတန်ကိုမကျက်သွားဘူးဆိုရင်တော့ကိုကနောက်တစ်ခုသွားပြီးလုပ်ပြရမှာတော့ကိုရဲ့ software တစ်ခုကိုသွားပြီး download ဆွဲပြရမှာဖြစ်ပါတယ်ဒီမှာစီးနေအဲ့ဒီ software တစ်ခုကိုသွားပြီး download ဆွဲပြရမှာဖြစ်ပါတယ်ဒီ software download နည်းကတော့ကျွန်တော်ရဲ့နောက်ဆုံးဗီဒီယိုမှာကျွန်တော်တို့လာပြီးပြပြပေးသွားမှာဖြစ်ပါတယ်နော်ဒီမှာအဲ့ဒီ software လေးကိုတစ်ချက်လာပြီးနှုတ်ဝင်ပေးလိုက်မယ်နောက်နိုင်လို့ပြီးဆိုရင်တော့အဲ့ဒီ around ကိုသွားပြီးနှိပ်ပေးရမှာဖြစ်ပါတယ်ပြီးလို့စီရင်ဒီနေရာမှာစီရင်အဲ့ဒီအတန်တွေကတော့အကလုံးဖွင့်ထားပေးလိုက်နော်ဒီအတန်တွေကတော့အကလုံးဖွင့်ထားပေးလိုက်ပြီးလို့စီရင်ဒီအောက်မှာစီရင်အဲ့ဒီတကြောင်ကတော့20ရာခိုင်နှုန်းအဲ့ဒီ20ရာခိုင်နှုန်းကနေသွားပြီးဖွင့်ထားပေးလိုက်နော်20ရာခိုင်နှုန်းကိုဖွင့်ထားလို့ပြီးဆိုရင်တော့ကိုယ့်ရဲ့ဖွဲ့အတန်ကိုမကျင်လာဘူးဆိုရင်အဲ့ဒီ40ရာခိုင်နှုန်းအထိကိုသွားပြီးဖွင့်ထားပေးလိုက်နော်အဲ့ဒီ40ရာခိုင်နှုန်းပဲသွားပြီးဖွင့်ထားပြီးလို့ကျွန်တော်ကြံပေးချင်းပါတယ်နော်40ရာခိုင်နှုန်းထပ်သွားပြီးဖွင့်လိုက်မယ်ဆိုရင်တော့ကိုယ့်ရဲ့ဖုန်းထဲမှာပါလာတဲ့အဲ့ဒီ speaker ကိုကွဲသွားနိုင်ပါတယ်နော်ဒီနော်တကယ်လို့ကျွန်တော်တကယ်ချင်းမဆွေးများကိုယ့်ရဲ့ဖုန်းကအတန်တွေကိုမကျယ်ဘူးအတန်တိုးနေတဲ့အချိန်မှာနော်ဒီနည်းလေးကလာပြီးတော့ပြပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်နော်ကျွန်တော်လေးက download နည်းကတော့ကိုယ့်ရဲ့ဖုန်းထဲမှာပါလာတဲ့အဲ့ဒီ Play Store ကိုတစ်ချက်သွားပြီးနှိပ်ပေးလိုက်နော်နောက်နိုင်လို့ပြီးဆိုရင်တော့ဒီပုံမှာစီးနေတဲ့ဒီ software နာမည်တွေကိုသွားပြီးရက်စာပေးလိုက်နော်ပြီးလို့ဆိုရင်သွားပြီး download ဆွဲပေးလို့ရပါတယ်နော်တကယ်လို့ကျွန်တော်တကယ်ညမစင်မှာနော်ကိုယ့်ရဲ့ file အတန်ကိုတိုးသားလို့စီရင်ဒီကို file အတန်ကိုကျက်သွားအောင်ကိုယ်ကလိုမျိုးသွားပြီးလုပ်ပေးရမလဲဆိုတော့ကျွန်တော်ဒီနေ့လာပြီးညဝေတင်ပေးလိုက်ပါပြီနော်ခင်ဗျာအားလုံးပဲစပြေးကြပါစေနော်